ဒီနေ့ simulation လုပ်ပေးမဲ့ခေါင်းစဉ်က resistant AA wire ပေါ့နော် wire ကြိုးတစ်ခုတည်းမှာရှိနေတဲ့ resistant ခုခံမှုအကြောင်းကိုသွားပေးမှာဖြစ်ပါတယ်။အကြဒီ simulation မှာဒီဘက်မှာဒီလိုပုံလေးရှိတယ်။သူ့လေးကိုကလစ်လေးတစ်ချက်နှိပ်ပေးပါနော်။အဲဆိုကျွန်တော်တို့စပါမယ်။ Okay အဲဆိုရင်ဒီမှာဒီလိုပုံလေးတွေ့ပြီပေါ့နော်။ဒီလိုတွေ့တဲ့အခါမှာကျွန်တော်ပုံမှန်ဆိုရင်တော့သိတယ်ပေါ့နော်။ဒီမှာပုံသင်ကြီးတစ်ခုရှိတယ်။သူ့မှာ R is equal to rho m by a ဆိုတာကြီးတွေ့ရ။အဲ့မှာ R နဲ့ rho နဲ့ဓာတ်ရိုက်အချိုးကျတယ်ဆိုတာလည်းသိပြီးသားပေါ့နော်။ area နဲ့ကတော့ပြောင်းပြန်အချိုးကျတယ်ဆိုတာသိတယ်။ဒါဒီလိုဖြစ်မှာပေါ့နော်။ R နဲ့ rho နဲ့ကသူကဓာတ်ရိုက်အချိုးကျတယ်။ဒါပေမဲ့ R နဲ့ A နဲ့ကတော့ပြောင်းပြန်အချိုးကျတယ်ဆိုတော့သိပြီးသား။ဒါပေမဲ့အဲ့ဒီအချိန်မှာကျွန်တော် resistance တွေ lens တွေ density နော် resistivity တွေထားလို့ရလာမဲ့တန်ဖိုးကိုရှာမှာဖြစ်ပါတယ်။ဒါဘယ်လိုရှာမလဲဆိုရင်တော့တခါတည်းပုံသင်နည်းထဲမှာလိုက်ပြီးတော့ပေါ့နော်ကျွန်တော်တို့ပုံမှန်အရာ R ကိုလိုချင်နေ rho တန်ဖိုး resistivity ဥပမာ 0. ဒီမှာဆိုတွေ့ရလေ 0.50 ပေါ့နော် 0.50 ဟုတ်ပြီ lens ကဒီမှာဆိုရင်10ပေါ့နော်ဒီလိုမျိုးအစားသိမ့်ပြီးတော့ဒီမှာဆိုရင် lens က10ရှိမယ် area က 7.5 ဖြစ်မယ်ဒါကြီးကိုကျမတို့လိုက်စားသွင်းနေကျွန်တော် resistant မျိုးကျွန်တော်ပြန်ပြီးတော့ရှာရအောင်ပါအခုဟာကကျမတို့ကအဲ့လိုရှာစရာမလိုဘူးကိုဘလို့ထားလိုက်တယ်လေထားလိုက်တဲ့အခါမှာပုံသင်နည်းကိုနော်လိုက်ပြီးအစားသွင်းစရာမလိုဘဲနဲ့တန်ဖိုးတစ်ခါတဲ့ resistant ရအောင်ရှာမယ် simulation ဖြစ်ပါတယ်เนาะအကြဒီ simulation ကလိုက်ပြီးတစ်ခုချင်းစီအစားသွင်းစရာမလိုတော့ဘူးပေါ့เนาะအကြဘလို့အစားမသွင်းရသလဲဆိုဒီမှာ resistivity ဆိုတဲ့ rho တန်ဖိုးပါဒီမှာ length ဆိုတဲ့အလျာအလျတန်ဖိုးပါမယ်နော် surface area လို့ပြောတယ် A တန်ဖိုးရှာမယ်နော်အကြ A တန်ဖိုးရောပါပြီးသားအဲ့ဒါကျွန်တော်တန်ဖိုးတစ်ခုချင်းချက်လုပ်ကြည့်မယ်နော်ဒီမှာဆိုကျွန်တော် resistivity rho တန်ဖိုးကို 0.50 မထားဘဲနဲ့ R တန်ဖိုးလို့ပြောတယ် resistance ဘယ်လိုရှာမလဲဆိုတာဒီမှာတစ်ချက်ကြည့်ရအောင်ပါဟုတ်ပြီကျွန်မသူ့ကိုပေါ်တူလိုက်နော် 0.5 ရောက်သွားပြီဟုတ်ပြီသူ 0.5 ရောက်သွားတဲ့အချိန်မှာသူ့မှာရှိတဲ့ R လို့ပြောတဲ့ resistance တန်ဖိုးဒီမှာပြောင်းလဲသွားဟုတ်ပြီနော်ဒါကျွန်မဒီမှာလိုထားကြည့်ပေးမယ်ကျွန်တော် rho တန်ဖိုးထားလိုက်တယ် 0.55 ထားလိုက်တုန်းကနော်R တန်ဖိုးဘယ်လောက်ရလဲဆိုရင် 0.733 ရတယ်နော်โอเคအဲဆိုကျွန်မက rho တန်ဖိုးလိုက်ချင်းချက်လုပ်ကြည့်မယ် rho တန်ဖိုးလိုက်ဒီခါချင်းချက်လုပ်ကြည့်မယ်โอเคဟောဒီမှာသူ့ပြန်ချင်းချက်လုပ်ကြည့်တာနော်ကျွန်မတို့ချင်းချက်လုပ်ကြည့်တဲ့အခါမှာသူ့ဘယ်လောက်လဲဆို 0.63 ဖြစ်တော့ R တန်ဖိုးဒီမှာကြည့်လိုက် 0.840 ရသွားပြီဟုတ်ပြီနော်ခုနကမှ 0.733 ရှိတယ်ကွယ်ထပ်တိုးသွားတာနော်အဲကြောင့် rho တန်ဖိုးကျမတို့လိုက်ပြီးတိုးလိုက်တာနဲ့အတူ R တန်ဖိုးလည်းလိုက်ပြီးတိုးတယ်ဆိုတာဒီမှာတွေ့ရမှာဖြစ်ပါနောက်တစ်ခုကဒီ simulation မှာလည်းသိတာလားရှိဒီမှာ R လည်းကြီးသွားတယ် rho လေးလည်းကြီးလာတယ်ကွယ်ကဲအဲ့ဆိုကျမ A တိုးကြည့် area တိုးကြည့်နော် area တိုးကြည့်မယ် okay နော် area တိုးကြည့်မယ်ကဲဒီဘက်မှာတစ်ချက်တိုးကြည့်အောင်ပါโอเคဒီမှာ area ကြီးတိုးကြည့်လိုက်တော့ဒီမှာအကြောင်းဒီဘက်မှာရှိတဲ့ simulation မှာကိုကဒီလိုတွေ့ရပြီ A ကြီးကအကြီးကြီးဖြစ်သွားပြီနော်ဒီမှာ R လေးကသေးသေးဖြစ်သွားပြီထပ်တိုးကြည့်လိုက်အောင် A ကိုဒီကုန်းဒီမှာတိုးကြည့်လိုက်ဒီမှာ A ကလုံးဝမတရားကြီးသွားပြီနော်ဒီမှာ A တန်မို့မတရားကြီးသွားပြီဒါပေမဲ့ R တန်မို့ဘာလုပ်လဲသေးသွားပြီပေါ့တကယ်ပြ R တန်မို့နဲသွားတယ်ဆိုတာဒီမှာတွေ့ရမှာဖြစ်ပါတယ်ဒါဒီ simulation ကတခုချင်းစီကိုလိုက်အစားသွင်းစရာမလိုတော့ဘူးတခါတည်း ready made ကျမတို့က resistance ရှာရတဲ့ simulation ဖြစ်ပါတယ်เนาะအကြကျမတို့က resistance ရှာတဲ့ simulation အကြောင်းကိုဒီမှာမိတ်ဆက်ပေးတာဖြစ်ပါတယ်အားလုံးကျေးဇူးတင်ပါတယ်เนาะ